အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ grade 10 biology ရဲ့ chapter 2စပါမယ်ခေါင်းစဉ်က cell structure and organization သက်ရှိတွေဟာဆရာတို့အခြေခံအကြဆုံး cell တွေတိစောက်ထားတာဖြစ်တဲ့အတွက်အဲ့ဒီ cell တစ်ခုချင်းရဲ့ structure တွေကိုဆရာတို့လေ့လာမယ်ပြီးတဲ့အခါမှာအဲ့ဒီ cell တွေတစ်ခုချင်းစုဖွဲ့လိုက်ရင်ဘာတွေဖြစ်လဲဆိုတော့ organization အကြောင်းကိုဒုတိယပိုင်းနဲ့လေ့လာမှာနော်ဒီခန်းကိုတင်ကြရဖြစ် learning outcomes တင်မှုရလဒ်တွေကဘာတွေဖြစ်နိုင်လဲ It is expected ဒါမျှော်လင့်ရတယ် that students will ကျောင်းသားတွေကလေ့လာခြင်းအပြင် distinguish ခွဲခြားနိုင်လာလိမ့်မယ် between the prokaryotic and eukaryotic cells prokaryotic နဲ့ eukaryotic cell တွေအကြောင်းကိုခွဲခြားနိုင်လာလိမ့်မယ်ဆိုတော့ရှေ့အခန်းမှာလည်း title လောက်ပြောခဲ့ပြီနော်prokaryotic cell တွေရှေ့ကြတဲ့ cell တွေသူမှာ nucleic acid မရှိဘူး membrane bound organelles တွေမရှိဘူး eukaryotic cell ကတော့အဆင့်မြင့်တဲ့ cell membrane bound organelles တွေရှိတယ် nucleus ရှိတယ်ရှုပ်ထွေးတယ်ပေါ့နော် size လေးကြီးတယ် prokaryotic cell တဲ့ prokaryotic cell တွေကတော့ရိုးရှင်းတဲ့ simple ဖြစ်တယ်ပေါ့နော်အဲ့တော့ binary review လုပ်ခြင်းအပြင်ပြန်လည်သုံးသပ်ခြင်းအပြင် the common characteristic သူတို့ရဲ့ပုံဝိသေသလက္ခဏာတွေ roles အခန်းကဏ္ဍတွေနဲ့ and functions တာဝန်တွေပေါ့နောက်တစ်ချက်ကကျောင်းသားတွေက what is main cellular components တော့ cell မှာပါဝင်တဲ့ components တွေ cell မှာပါလဲ organelles တွေအကြောင်းပေါ့နော်အဲ့ nucleus တို့ cytoplasm တို့ Golgi apparatus တို့ ribosome centriole mitochondria အစရှိတဲ့ဖြင့်သူတို့ရဲ့ပါဝင်မှုတွေဆရာတို့သိလာမယ်သူတို့ structure ပြီးတော့သူတို့ functions ပေါ့ and describe ဖော်ပြနိုင်လာနိုင်မယ် their characteristic သူတို့ရဲ့ဝိသေသလက္ခဏာတွေရဲ့ and ထုံးစံတိုင်းသူတို့ရဲ့ function ဆိုတဲ့လုပ်ငန်းဆောင်တာဝန်တွေပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ကျောင်းသားတွေဟာ student will study how cells are organized into tissues တော့ cells တွေဘယ်လို organize လုပ်ပြီးတော့ tissue တွေဖြစ်လာသလဲတော့ cell တွေပေါင်းလိုက်ရင် tissue တွေဖြစ်လာတယ် tissue တွေပေါင်းလိုက်ရင် organ ဆိုတဲ့အင်္ဂါတွေဖြစ်လာတယ်အသေးကြောက်ကနှလုံးအဆုပ်စာရင်ဦးအုံနောက် and ပြီးတော့အဲ့ဒီ organs တွေပေါင်းလိုက်ရင် system organ system တွေဖြစ်လာတယ်အုံနောက်ပိုင်း nervous system နှလုံးပိုင်း circulatory system lungs အဆုပ်ပိုင်း respiratory system အစရှိသဖြင့် digestive system ဆိုပြီးတော့ system တွေပေါင်းလိုက်ရင် organism ဆိုတဲ့သက်ရှိတွေဖြစ်လာဒါကတော့ prokaryotic cell နဲ့ eukaryotic cell ကိုအကြမ်းမြင်ပုံလေးနဲ့ပြထားတာပေါ့နော် prokaryotic cell မှာတော့ DNA တွေက nuclei ထဲမှာရှိတယ် eukaryotic cell မှာတော့ membrane bound nucleus ထဲမှာရှိတယ်အဲ့တော့သက်ရှိတွေက unicellular ဆိုတဲ့ cell တစ်လုံးတည်းနဲ့ဖွဲ့စည်းထားတဲ့ cell တစ်လုံးနဲ့ပါဝင်တဲ့သက်ရှိတွေရဲ့ multicellular ဆိုတဲ့ cell တွေအများကြီးနဲ့ပေါင်းဖွဲ့စည်းထားတဲ့သက်ရှိတွေဆိုနှစ်မျိုးခွဲတယ်ပေါ့နော်အဲ့တော့ multicellular ဆိုတော့ cell တွေအတွက်တန်းပေါင်းများစွာရှိတယ် trillion နဲ့ချီပြီးတော့ရှိတယ်အဲ့တော့ unicellular organism တွေက prokaryotes တွေတနည်းအားဖြင့် prokaryotes တွေက unicellular organism ဖြစ်တဲ့ amoeba တို့ paramecium တို့ archaea စသဖြင့် multicellular ကတော့ eukaryotes တွေပေါ့နော် protists fungi plantae နဲ့ animalia ဆိုတဲ့ဒီအပင်တွေသက်ရှိတတ်တော့ဆရာတို့ပါဝင်သက်ရှိအများစုကအဆင့်မြင့်သက်ရှိအများစုက multicellular multiple များစွာတော့နောက် cell တွေစုဖွဲ့လိုက်ရင် tissue တွေဖြစ်တဲ့ tissue တွေပေါင်းလိုက်ရင် organ တွေဖြစ်ပြီးတော့အဲ့ဒီ organ တွေပေါင်းလိုက်ရင် organ system တွေဖြစ်တယ်အဲ့ဒီ organ system တွေတစ်ခုထပ်ပို့ပြီးပေါင်းစပ်လိုက်ရင်ဆရာတို့ organism ဆိုတဲ့သက်ရှိဖြစ်သွားတယ်အဲ့ဒီဆရာတို့က complex organism တွေဒီ eukaryotic အမျိုးအစား cell တွေနဲ့စောက်ထားတာဖြစ်ပါတယ်ဆရာတို့ဒီပုံမှန်လူတယောက်ဆိုရင် cell ပေါင်းဘီလီယံမကအရေးဆိုအပြင် trillion ပေါ့နော် trillion 39 trillion ဝန်းကျင်ရှိတယ်လို့စာထဲမှာဆိုတယ်1 trillion ဒီတရနောက်မှာ3ည12လုံးထိလိုက်နော်နောက်တစ်ချက်ခေါင်းစဉ်က cells they are at the building blocks of life ဆိုတဲ့သက်ရှိရှင်သန်မှု living organism တွေကိုပြောတာပါအဲ့ဒီသက်ရှိတွေရဲ့ဘဝရဲ့ body ဆိုတာအစာအုပ် block ဆိုတာအခြေခံအုပ်ဆိုတော့ RC တိုက်တွေဆောက်တယ်ဆိုတော့အုပ်တွေ blocks တွေပေါ့နော်အိမ်နေဆောက်မယ်ဆိုတော့တက်သားတွေက blocks တွေပေါ့
တော့တက်ရှိတွေရဲ့အခြေခံအုံမြစ်တွေဖြစ်တယ်လို့ပြောချင်တာ cells တွေ cells at the building blocks of life all living organisms တက်ရှိအားလုံးဟာ are composed of အောင်ဖွဲ့စည်းထားတဲ့ basic functional units အခြေခံကြသော functional တာဝန်ထမ်းဆောင်နိုင်တဲ့အလုပ်လုပ်နိုင်တဲ့ unit ဆိုတဲ့စုဖွဲ့လေးတွေနဲ့ပေါင်းဖွဲ့စည်းထားတဲ့ ခေါ်သူတို့ cells လို့ခေါ်တယ်ဒါခုနကရှင်းပြီးသားတက်ရှိအားလုံးဒီ cell ဆိုတဲ့ basic functional units တွေနဲ့ပေါင်းဖွဲ့စည်းထားတယ် the simple organisms အဲ့ဒီတက်ရှိတွေမှာ living organism တွေကိုထပ်ပြီးတော့နှစ်မျိုးခွဲမှာပေါ့နော်အဲ့ဒီမှာဆက်တော့ရိုးရှင်းတဲ့ simplest ရိုးရှင်းသော organism တွေတနည်းအားဖြင့် cell တစ်လုံးနဲ့ပြုလုပ်ထားတဲ့ unicellular organism တွေကိုပြောတာဥပမာဒီလို paramecium ပေါ့made out of the single cells တဲ့ single cell ဆိုတော့တစ်လုံးနဲ့သော cell နဲ့ပြုလုပ်ထားတယ်အဲ့ဒီ single cell တစ်လုံးတည်းကပဲ which perform ထမ်းဆောင်တဲ့ all the functions of life အဲ့တော့ဘဝရှင်သန်ဖို့အတွက်လိုအပ်တဲ့ functions ဆိုတဲ့တာဝန်အားလုံးကိုအဲ့ cell တစ်လုံးတည်းကပဲထမ်းဆောင်ဆရာတို့ကျတော့အသက်ရှင်ဖို့အတွက်တက်ရှူတဲ့အဖွဲ့အစည်းအစာခြေတဲ့အဖွဲ့အစည်းအညစ်အကြေးစွန့်တဲ့အဖွဲ့အစည်းတွေးလက်ပတ်တဲ့အဖွဲ့အစည်းအဲ့ဒီ organ system တွေစုပေါင်းပြီးတော့မှအသက်ရှင်ရတယ်ဒီ simple organism ဆိုရရိုးရှင်းတဲ့ unicellular organism တွေကျတော့ cell တစ်လုံးနဲ့ဖွဲ့စည်းထားတယ်အဲ့ cell တစ်လုံးတည်းကပဲအစာစားတာအစာခြေတာအညစ်အကြေးစွန့်တာလက်ပတ်တာအစာရှိတဲ့လုပ်ငန်းဆောင်တာတွေအားလုံးကိုသူကပဲတစ်လုံးတည်းကပဲထမ်းဆောင်တယ်နော်ဆရာတို့ကျတော့ cell တွေအများကြီးနဲ့ပေါင်းဖွဲ့စည်းထားတဲ့အတွက် complex organisms လို့ခေါ်တယ်တနည်းအားဖြင့် multicellular organisms ပေါ့အဲ့တော့ဒီ complex organisms are composed of ပေါင်းဖွဲ့စည်းထားတဲ့ millions of cells သန်းပေါင်းများစွာနဲ့ပေါင်းဖွဲ့စည်းထားတယ်အဲ့ဒီ multicellular organism တနည်းအားဖြင့် complex organism ကိုနောက်ထပ်အင်္ဂလိပ်လိုရိုးရှင်းပြောရင် many cells လို့လည်းသုံးတယ်multicellular or many cells organisms cell အများကြီးနဲ့ပြုလုပ်ထားတဲ့သက်ရှိတွေမှာ there may be hundreds of different types of cells တော့ cell အများကြီးနဲ့ပြုလုပ်ထားတဲ့အခါမှာအရေးအတွက်အားဖြင့်လည်းများတယ်လို့ type ဆိုတဲ့အမျိုးအစားအားဖြင့်လည်း different မတူညီသောအမျိုးအစားပေါင်း hundreds ရာပေါင်းများစွာနဲ့ပေါင်းဖွဲ့စည်းထားတယ်ရာပေါင်းများစွာရှိနိုင်တယ် with different structures မတူညီတဲ့တည်ဆောက်ပုံတွေရှိတော့အမျိုးမျိုးသော cell အမျိုးပေါင်းရာပေါင်းများစွာရှိနိုင်တယ်တဲ့ multicellular organism မှာဆိုကြပါစို့ musculoskeletal system ပေါ့ဆရာတို့မှာ muscular system ကြွက်သားဖွဲ့စည်းဆိုရင်အဲ့ဒီမှာပါတဲ့ tissue ထဲမှာလောက်ထားတဲ့ cells တွေဒီ muscle cells တွေဖြစ်တယ်မျိုးပွားဖို့ကြတော့ reproductive cells ဆိုတဲ့ gamete cell တွေယောက်ျားလေးမှာဆိုရင် sperm cell မိန်းကလေးမှာဆိုမျိုးဥ cell အဆီ cell ကြတော့ fat cell နော်အခြေပြားမှာ epithelial cell အောင်ကျောင်းမှာ neuron cell အယုတ်မှာ bone cell ကိုယ်ခံအားစနစ်မှာ immune cell သွေးထဲမှာ RBC ဆိုတဲ့ red blood cell red blood cell တွေဒါဥမာနဲ့လည်းပြတယ်အဲ့လို cell ပေါင်းအမျိုးအစားမတူညီတဲ့အမျိုးအစားပေါင်းရာချီပြီးတော့ရှိနိုင်သူတို့ဒီတစ်ခုနဲ့တစ်ခု structure ဆိုတဲ့ဖွဲ့စည်းပုံလည်းမတူသလို function တွေလည်းတူမှာမဟုတ်ဘူးဘာကြောင့် structure မတူရလဲဆိုတော့ function မတူလို့ structure မတူတာဥပမာဆိုမှဆိုရင်အောင်ကျော် cell ဒီအာယုံသတင်းပို့ချက် impulses တွေကိုလက်ခံဖို့အတွက် TV antenna နဲ့တူတဲ့ structure ရှိရတယ်အယိုး cell လည်းအတိုင်းပဲ sperm cell ဆိုလည်းအဲ့လိုပဲသူ့ရဲ့ function အရာအမမျိုးစီသွားဖို့အတွက် flagella ဆိုတဲ့အကြာပေါ်နဲ့တူတဲ့အမီလေးပါရတယ်သွားဖို့မာဆယ်တွေကကျုံဖို့ RBC အောက်ဆီဂျင်တည်ဖို့ immune ကကိုယ်ခံစနစ်ပေါ့နော်မျိုးအစရှိသဖြင့်သူတို့ရဲ့ function alike structure တွေမတူကြဘူးအဲ့ဒီ cell တွေကတဲ့ they are specialized အထူးပြုပါတယ်သူ carry out ထမ်းဆောင်ရန် particular functions and plants or animals အဲ့တော့တက်ရှိက plants or animal ရှိတဲ့အတွက်အဲ့ဒီအပင်တွေမှာရော animals တွေမှာရော particular functions ဆိုတာအတီးတီးတော့တာဝန်တွေပေါ့နော်ဆိုလိုတာကဒီစပန်းကလည်းစပန်းရဲ့တာဝန်မာဆယ်ဆက်ရလည်းမာဆယ်ဆက်ရဲ့တာဝန် RBC ကလည်း RBC ရဲ့တာဝန်သူတို့တတ်မတ်တိတိကျကျကိုယ်စီဆိုင်ရာတာဝန်တွေကို particular function လို့ပြောတာအဲ့ဒါတွေကိုထမ်းဆောင်ဖို့ specialize အထူးပြုထားတယ်ဆိုတာ
အတီးတီတော့တာဝန်နဲ့လာညီတို့ဖြစ်အောင်ပုံစံတွေလည်းရှိကြတယ်အထူးပြုထားတယ်လို့ပြောချင်တယ်ဒီနေရာမှာဆရာတို့က plant cell နဲ့ animal cell နဲ့ကွာခြားချက်တွေအများကြီးရှိပါတယ်ဥပမာနဲ့ဒါ animal cell ဒါ plant cell ပေါ့နော်အဲ့တော့ animal cell မှာ cell ရောမရှိဘူး plant cellမှာ cell ရောရှိတယ် plant cellမှာ chloroplast ပါပေမဲ့ animal cell တွေမှာ chloroplast မပါဘူးအဲဒီလိုခြားနာချက်တွေတော့ရှိတာအပေါ်ပုံလေးကတော့ cell တွေဒီ tissue တွေ organism တွေအတွက် building blocks ဆိုတာလေးကိုပြထားတာတော့ဒါ unicellular organism နဲ့ multicellular organism ကိုဥပမာအနေနဲ့ဆရာနည်းနည်းလေးပုံလေးတွေပြထားပါတော့။ Paramecium amoeba bacteria စသဖြင့် unicellular organism တွေရှိတယ်လို့တို့တိုက်တော်တွေကတ်တော့ multicellular organism တွေလည်းအများကြီးရှိတယ်။အဲ့ဒီ unicellular organism တွေဒီအလွန်သေးငယ်တဲ့အတွက် microscope လို့ခေါ်တဲ့နော်အနုကြည့်မှန်ပြောင်းနဲ့ကြည့်မှမြင်ရတာပေါ့နော်။ microscope က2မျိုးရှိတယ် light microscope ရဲ့ electron microscope ရဲ့ရတော့ဖြင့်ကျောင်းနေတက္ကသိုလ်တွေမှာသုံးတာကတော့ဟောဒီ light microscope ဆိုတဲ့အလင်းသုံးပြုပြီးတော့ကျတော့ဒီပူလေးနဲ့ညှိပြီးတော့ဒီကနေမျက်စိနဲ့ကြည့်ရတာပေါ့နော်အစ50 100 1000စကြည့်ပြန်1500လောက်ထိချက်နေတာပေါ့နော် electron microscope ကတော့ဈေးလဲကြည့်တယ်တရားပြောရလဲမလွယ်ဘူးရှားပါတယ်အသေးစိတ် cell တွေရဲ့ organism level ထိသူကကြည့်လို့ရတာနော်ဒီမှာဆိုရင် electron microscope နဲ့ကြည့်ထားတဲ့ cell တစ်လုံးရဲ့organism တွေပေါ့နော် mitochondria centrioles Golgi apparatus ဒါကတော့ nucleus ဟောက lysosome plasma membrane ဆိုတဲ့ cell membrane ဒီဘက်က ant ဆိုတဲ့ဆေးရခေါင်းလေးပေါ့နော်ဒီဘက်ကအစိမ်းရောင်ကတော့ဆရာတို့အပင် cell တစ်ခုရဲ့ပုံကို light microscope နဲ့ကြည့်ထားတာပေါ့နော်အစိမ်းရောင် cell လေးတွေက chloroplast ဖြစ်တယ် sorryဘေးမှာဝင်တာ cell ရောအလယ်မှာရှိတာ cytoplasm cell membrane တနည်းအားဖြင့် plasma membrane okay အဲ့တော့ unicellular နဲ့ multicellular organism တွေရဲ့ကွဲပြားခြားနားချက်ကိုအကြမ်းများဖြင့်ပြောရင် unicellular ဆိုတာနာမည်အတိုင်းပဲ uni ဆိုတာ one ဒါကြောင့် single cell တစ်လုံးနဲ့ပေါင်းဖွဲ့စည်းထားတာ multicellular ကတော့ more than one cell ပေါ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက simple body organization ဒီဘက်က complex body organization ရှုပ်ထွေးတာပေါ့နော်ဆဲတစ်လုံးတွေကပဲဘဝရှင်သန်မှုတွေလိုအပ်တဲ့ process and metabolism အလုံးကိုလုပ်တဲ့ multicellular organism မှာကျတော့ multiple cell တွေကပဲ different function တွေကိုခွဲခြားပြီးတော့လုပ်ကြတယ်အဲ့တော့ဒီမှာ unicellular organism တွေမှာတော့ total cell body က exposed to the environment ပတ်ဝန်းကျင်နဲ့လုံးဝ cell body ထိတွေ့နေတယ်ဘာကြောင့်လဲသူတို့မှာနော်နှလုံးတွေတခြားအတွင်းထဲက system တွေမပါတော့ absorption နည်းနဲ့ diffusion နည်းနဲ့ပဲဆရာတို့ကဒီအချိန်လို့ခန္ဓာကိုယ်ရဲ့အာဟာရတွေဝင်တယ်အညစ်အကြေးတွေစွန့်တယ် multicellular organism တွေမှာကျတော့သူက outer cells တွေပဲအပြင် cell တွေပဲပေါင်းကျင်နေ expose လုပ်တယ်ပေါ့နော်ထိတွေ့တယ် unicellular organism တွေမှာ division of labor အလုပ်ခွဲဝင်မှုကတော့ organelle level မှာလုပ်တယ် multicellular မှာကျတော့ cellular level tissue level ဒါမျိုးတွေပေါ့နော် unicellular eukaryote ရော prokaryote ရောရှိပြီ multicellular organism တွေကတော့ only eukaryote အဲ့တော့နောက်ဆုံးခြုံပြောရမယ်ဆိုရင် unicellular organism တွေရဲ့ဘဝသက်တမ်း life span က usually အများအပြားတိုတယ် multicellular organism တွေကတော့သူတို့ရဲ့ life span နဲ့ရှင်းမယ်ဆိုရင် unicellular တွေထက်ပိုပြီးတော့အသက်ရှည်တယ်ပြောလို့ရတယ်နော်အဲ့တော့ cells are made up ပြုလုပ်ထားတဲ့ of a number of different subunit cell ထဲမှာ cell ရဲ့ unit တွေဆိုတော့သူတို့မှာရှိတဲ့ subunit လေးတွေရှိတယ်မတူညီတဲ့ different subunit လေးတွေသူတို့ called organelles လို့ခေါ်တယ်အဲ့ဒီ organelle လို့ခေါ်တဲ့မတူညီတဲ့ subunit လေးတွေအနံပါတော့များစွာနဲ့ made up ပြုလုပ်ထားတယ်ဥပမာ mitochondria Golgi apparatus ဒီမှာပါတယ်ပေါ့နော် nucleus ကတော့အကြီးဆုံး organelle ဖြစ်တယ် cytoplasm နဲ့မှာ Golgi apparatus ribosome endoplasmic reticulum mitochondria စရှိသဖြင့်ပေါ့လေနော်နောက်တစ်ဖြည်းဖြည်းတင်လာရအောင်ဒီ subunit အဲ့ဒီအခွဲလေးတွေ subunit လေးတွေဟာ cell မှာရှိသော organelles တွေ organelles လေးတွေဟာ are often of a particular size မကြာခဏ often တဲ့ particular site particular ဆိုတာတည်တံ့ site ရွယ်စားရှိတယ်ဆိုတော့ဒီခုနဲ့ကို site မတူဘူး
မတူဘူးဆိုရင်ပဲသူကကြီးကြီးတေးသေးအားလုံးကတာမန်မျက်စိနဲ့ကတော့ကြည့်လို့မရဘူးဒါပေမဲ့အဲ့ဒီ organ အားလုံးဒီ subunit အားလုံးဒီmicroscopically small ဆိုတာသေးတာပေါ့တာမန်သေးတာမဟုတ်ဘူးတာမန်မျက်စိနဲ့ကြည့်လို့မမြင်ရဘူးဒါကြောင့် microscope နဲ့ကြည့်မှမြင်ရတဲ့အတွက် microscopically small လို့ပြောတာ so that say a microscope with a high magnification and resolution magnification ဆိုတာချက်ချင်း resolution ဆိုတာကြည်လင်ပြတ်သားခြင်းmagnification ဆိုတာ10ဆအစ100 1000အဲ့လိုချက်လိုက်တာ magnification အဲ့ဒီချက်လိုက်တဲ့ဟာကဆက်တော့ဝါနေတယ်ဆိုရင် resolution မကောင်းဘူးချက်တဲ့လောက်ကြည်လင်တောက်ပမှုကိုကျတော့ resolution ကောင်းတယ်လို့ပြောတယ်အဲ့ဒါကြောင့်ဒီကောင်တွေကိုကြည့်ဖို့ဆိုရင်အဲ့ဒီ subunit ဆိုတဲ့ organelle တွေကိုကြည့်ဖို့ဆိုရင်ဘယ်လို microscope မျိုးလိုလဲဆိုတော့ magnification နဲ့ resolution height မြင်မာတော့ microscope is needed လိုအပ်တယ် to observe လေ့လာကြည့်ရှုရင် observe ဆိုတာတာမန် look မဟုတ်ဘူးပေါ့နော်တာမန်ကြည့်တာမဟုတ်ဘူးစုံစမ်းစစ်ဆေးလေ့လာကြည့်ရှုစနစ်တကျကြည့်ရှုတာ observe လို့ပြောတာto observe cell တွေကိုလေ့လာကြည့်ရှုရန် and their subunit သူတို့ထဲမှာရှိတဲ့ organelle ဆိုတဲ့ subunit တွေကိုလေ့လာကြည့်ရှုရန်အတွက်ချဲ့တာနဲ့ကြည်လင်ပြတ်သားမှုမြင်မာတဲ့ microscope တွေလိုတယ်တဲ့ဥပမာဆိုရင်ဒီ electron microscope မျိုးပေါ့နော် light microscope ဆိုရင်လေ high magnification နဲ့ resolution ကောင်းရမယ်ပေါ့အဲ့တော့ဒါဆိုရင် cell theory ဆိုတဲ့ cell နေရာမှာအကြောင်းဆက်ထည့်ပြောလိုက် the basic principles of the cell theory are cell theory ရဲ့အခြေခံ principle တွေကတော့စီမင်းတွေကတော့တဲ့အဲ့တော့5ချက်ရှိတဲ့နှစ်ကတော့ခုနကရှင်းပြီးသားတွေမှာပါတယ် cells are the building blocks ရှာတော့အခြေခံအုတ်မြစ်တွေဖြစ်တဲ့ or basic structure အတူတူပါပဲเนาะအခြေခံဒီဆောက်ပုံတွေဖြစ်တဲ့ in all living things တက်ရှိတယ်မှာဟောဒီလူဆိုတဲ့ organism မှာဒါတွေနဲ့ဖွဲ့စည်းထားပေမဲ့အဲ့ဒီဟာတွေအားလုံးကို cell နဲ့တိဆောက်ထားတယ် sorry ဥပမာဆိုကြပါစို့ဒီ organ ဆိုတဲ့ stomach ဆိုတဲ့အင်္ဂါလေးမှာ tissue တွေပါဝင်တယ်အဲ့ tissue ကို cell နဲ့တိဆောက်ထားတာပဲဒါကြောင့် cell ဒီ building blocks တော့မဟုတ် basic structure လို့ပြောလို့ရတယ် in all living things တက်ရှိအားလုံးမှာနောက်နံပါတ်2က cell are the smaller units of living things တက်ရှိရဲ့အသေးငယ်ဆုံး unit တွေဖြစ်တယ်ပြောပြီးသားပါနော် they are the basic units of organization of all organisms တက်ရှိအားလုံးရဲ့ organization စုဖွဲ့မှုရဲ့အခြေခံ unit တွေဖြစ်တယ် cells တွေအခြေခံပြီးတော့ပေါင်းလိုက် tissue ပေါင်းလိုက် organ cell ပေါင်းလိုက် organ system တွေဖြစ်လာတယ်နော် okay ဒါဆို3 4 5ကိုဆက်ပြောကြည့်အောင်အဲ့တော့ number 3က cell theory number 3 all cells are derived ဆင်းသက်လာတယ်ဖြစ်လာတယ် from other cell အဲ့တော့ cell တွေဟာမိုးဝါကြလာလည်းမဟုတ်ဘူးသူ့လိုဖြစ်လာလည်းမဟုတ်ဘူး negotiate ပြီးသားတခြား cell ကနေပြီးဖြစ်လာတာ derive ဖြစ်လာ pre-existing cell ဆိုရယ် other cell exist ဆိုတာတရှိတာ pre ဆိုတာရှေ့ကကြိုရှိပြီးသား cell တစ်လုံးကနေအလျာကွဲပြီးတော့နှလုံးဖြစ်တာကို cell division လို့ခေါ်တယ် cell ကွဲတာပေါ့နော်ဒီ IVI ဒီတစ်ပိုက်ကွဲသည်ဒီ IVI SI1 division ကွဲခြင်းပွားခြင်းအဲ့တော့ parent cell ဆိုတာမူရင်း cell daughter cell ဆိုတာအသက် cell ပွားလာတဲ့ cell လေးတွေအဲ့ဒါမိဘ cell နဲ့သမီး cell လို့ပြောရင်အဓိပ္ပာယ်မှားတယ်နော်အမေရဲ့ cell မွေးလာတဲ့သမီးရဲ့ cell အဲ့လိုထင်တတ်တယ် cell ငယ်တုန်းကအဲ့လိုမယူရဘူးမူရင်း cell နဲ့အသက် cell လို့ပဲပြောရအောင် by means of ဆိုတာအပြင် division ကွဲခြင်းအပြင်တဲ့ negotiate ပြီးသား cell ရနေပြီးတော့ cell အသက်တွေဖြစ်လာတာဥပမာဆိုဖေးစီကစပန်နဲ့အမေစီကအိမ်နဲ့ပေါင်းလိုက်တဲ့ခါမှာ cell နှလုံးပေါင်းပြီးတော့တစ်လုံးနဲ့တော့ ဇိုင်းကုတ်လေးဖြစ်လာအဲ့ဒီမှာ cell က nucleus ပါမယ် DNA တွေပါမယ်အဲ့ဒီတစ်လုံးကနေပြီးတော့6လနေတဲ့အချိန်မှာ cell 2လုံး4လုံး8လုံး16 32 64 108ကနေပွားလာလိုက်တာလူဆိုရင်6လနေတော့ခန္ဓာကိုယ်ရွယ်စားကြီးမားပြီးတော့မွေးဖွားလာတဲ့ရွယ်စားဖြစ်လာတာပေါ့နော်အဲ့တော့အခုလဲပွားနေတာပါပဲအခုလဲကွဲနေတာပါပဲဒါပေမဲ့ तू ကသေးတယ်ဆေးရသေးတယ်ပွားတယ်ဆေးရပွားတယ်မြစ်ထဲကရေတယ်လို့ပေါ့နော်အစားထိုးပြီးနေလို့ခန္ဓာကိုယ်ကမသေးတယ်တက်ကြီးလာရင်တော့တစ်တော့
ပွားခြင်းကဆဲပွားခြင်းကနေကွေးပြီးတော့တည်တာများလာတာပေါ့နော် number 4 characteristic basic principle number 4 ဒီ cells တွေမှာ content တွေ blueprint လို့ခေါ်တယ်ဆိုတော့ that's the information တရင်အချက်လက်တွေပါတယ်တဲ့ပုံစံအကျဉ်းလိုမျိုးပေါ့နော်သူကဘာလို့ပြောတော့ outline နီးဆိုတော့အနာတတ်ပြီးတယ်ဘယ်လိုပြောမလဲ outline နီးဆိုတာအကျဉ်းမြင့်ပုံစံချပေးတယ်ပမာလို့ပြန်ရင်နော်အဲ့ဒီ set တစ်လုံးကနေပြီးတော့သူထဲမှာဘယ်ထဲမှာပေါအောင်ဆို DNA ထဲမှာပါတယ် DNA ထဲမှာပါတယ်ဟာကိုပြောတာ blueprint ဆိုတာ set ရဲ့အလိုက်မှာ nucleus ရှိမယ် nucleus ထဲမှာ DNA ရှိမယ်အဲ့ဒီ DNA ထဲမှာအဖေမေစီကအသားရည်အရက်အမောင်းမျက်လုံးအယောင်ဖေးတန်းညာတန်းဘာလို့ကစိတ်ဓာတ်ပိုင်းဆိုင်ရာအရေးအသွေးတွေဆရာတို့အဖေရဲ့စပန်းတွေကနေအမေရဲ့မျိုးတွေကနေပြီးတော့သူ့ရဲ့ nucleus တွေက DNA ထဲမှာတည်ဆောင်လာတယ်တည်ဆောင်လာပြီးသူ့ကို outline လုပ်မယ်ဘယ်အချိန်မှာဘယ်လိုကြီးထွားမယ်ဘယ်လိုအရွယ်စားမှာဘယ်အသက်အရွယ်မှာဘာတွေဖွံ့ဖြိုးမယ်ပြီးတော့ဘာတွေလှုပ်ဆောင်မယ်ဆိုတော့ their growth သူရဲ့ကြီးထွားမှု development ဖွံ့ဖြိုးမှုဘယ်ရွယ်လောက်မှာပြပေါ်လူပြပေါ်ဝင်မယ်ပေါ့ and function အဲ့ဒီခန္ဓာကိုယ်စိတ်ပိုင်းနေတဲ့တာဝန်တွေအဲ့တော့ကြီးထွားမှုဖွံ့ဖြိုးမှုနဲ့တာဝန်တွေ outline ကြီးလုပ်ပေးတဲ့ပုံစံအကျဉ်းချပေးတယ် blueprint ဆိုတဲ့ information တွေပါတယ် DNA ထဲမှာပါတယ် gene ထဲမှာပါတယ်နောက်ဆုံး cell theory ရဲ့ number 5ချက်ကတော့ within cells တဲ့ cell တွေထဲမှာ there are sites and structure site ဆိုတာနေရာတွေကိုပြောတာ sorry structure ဆိုတာဒီ ဆော့ပုံ cell မှာရှိတဲ့နေရာနဲ့ structure ဆိုတာ organelles တွေပေါ့တခြားမဟုတ် organelles တွေဒီ where the chemical reactions of life ဘဝရှင်သန်မှုတွေလိုအပ်တဲ့ဓာတုဓာတ်ပြုခြင်းတွေတနည်းအားဖြင့် metabolism တွေဇီဝကမ္မဖြစ်စဉ်တွေက ဖြစ်ပွားတော့အဲ့တော့ဘဝရှင်သန်မှုတွေလိုအပ်သော chemical reaction ဆိုတဲ့ဓာတုဓာတ်ပြုခြင်းတွေတနည်းအားဖြင့် metabolism ဆိုတဲ့ဇီဝကမ္မဖြစ်စဉ်တွေဖြစ်ပွားသောနေရာတွေနဲ့ structure တွေရှိတယ်တဲ့ cell တွေထဲမှာဥပမာဆိုရင်ဒီမှာ ribosome ဆိုရင် protein ထုတ်တဲ့လုပ်ငန်းမှာအရေးကြီးတဲ့ပါဝင်တယ်mitochondria ဆိုရင်စွမ်းအင်ထုတ်တဲ့နေရာမှာထမ်းဆောင်တယ်အဲ့ဒါလိုပေါ့ chemical reaction တွေဖြစ်ပွားတဲ့ mitochondria ဒီ chemical reaction ဖြစ်တဲ့နေရာ site and structure ဖြစ်တယ်cytoplasm နဲ့မှာ nucleus ကတော့အကြီးဆုံး organelles ဖြစ်တယ်အဲ့ဒီ organelles တွေဒီ chemical reaction တွေတနည်းအားဖြင့် metabolism တွေဖြစ်ပွားတော့ site and structure တွေဖြစ်တယ်အဲ့ဒီ reaction တွေအဲ့ဒီ metabolism တွေဖြစ်နေမှာအဲ့ဆရာအသက်ရှင်ပြီးတော့အဲ့ cell နဲ့ဖွဲ့စည်းထားတော့အဲ့လို cell နဲ့ဖွဲ့စည်းထားတော့သက်ရှိရလဲအသက်ရှင်မှာဖြစ်တယ်အဲ့တော့ဒီ organelles တွေအားလုံးဒီကိုယ်စီဆိုင်ရာတာဝန်တွေကိုထမ်းဆောင်နေကြပါတယ်အဲ့ဒါကတော့ cell ပွားနည်းနှစ်မျိုးပုံလေးပြတာပေါ့နော် mitosis နဲ့ meiosis အဲ့တော့ division cell division လုပ်တဲ့နေရာမှာခုန pre-existing မူလ cell ကနေဖြစ်လာတယ်ဆိုတာလေးကိုထပ်ပြီးအကြမ်းမြင်ထားမူလ cell parent cell အဲ့ပထမဆုံးအထက်မှာရှိတဲ့ DNA ကပွားတယ်နောက်ထပ် cell တစ်နှလုံးဖြစ်လာတယ်ပွားပြီးတဲ့အခါမှာနော်ဒီဘက်ကတစ်လုံးဒီဘက်ကတစ်လုံးအဲ့ဒါတော့ meiosis တနည်းအားဖြင့် meiosis လို့လည်းထွက်ကြတယ်မူလ cell ဒီမှာ cell DNA ပွားတယ်ပွားပြီးတော့အသစ် cell ဖြစ်လာတယ်ပေါ့နော်